လူသားတယောက်လားနှစ်သက်ကြွေတဲ့နတ်သားလေးတစ်ပါးလားဘသူလေးလဲဇက်တပင်လောကရဲ့ဖက်ရှင်ဘရင်စမ်းရည်မိုးကတော့တကယ်ကိုအမိုက်စားဖက်ရှင်တွေနဲ့ပရိသတ်တွေကိုတစ်ခါပြန်ပြီးအသက်ရှူမအောင်လုပ်လိုက်ပြန်ပါပြီအဆိုပိုင်းမှာလည်းပြိုင်ဘက်ကင်းအငိုအပြောအမူအရာပိုင်းမှာလည်းထူးချွန်လွန်းတဲ့အပြင်ဝတ်စားစင်ရင်မှုဖက်ရှင်ပိုင်းမှာဆိုရင်တော့သူကကောင်းကင်ဘော်ကနတ်သားတစ်ပါးဆင်းသက်လာသလားထင်မရလောက်အောင်ကိုထူးခြားလွန်းသူပါအခုတစ်ခေါက်ချပြလာတဲ့ပုံရိပ်တွေကတော့အရင်ပုံစံတွေနဲ့လုံးဝမတူပဲထူးခြားဆန်းသစ်မှုတွေဆွဲဆောင်မှုတွေအပြည့်နဲ့တကယ်ကိုတော်ဝင်မင်းသားလေးတစ်ပါးလိုမြင့်မြတ်လွန်းတဲ့အရေးအယောင်တွေဖုံးလွှမ်းနေပါတယ်ကြည့်လိုက်တာနဲ့တင်ရင်ဘတ်ထဲဒိန်းကနေဖြစ်သွားစေမဲ့ဒီလိုမိုက်စားအဖက်မျိုးကစမ်းရည်မှုမှမဟုတ်ရင်ဘယ်သူမှဝစ်စင်နိုင်မှာမဟုတ်ပါဘူးတကယ်ကိုစမ်းသစ်လွန်းပြီးမြင်ရသူတိုင်းကိုရင်သက်ရှုမောဖြစ်စေတဲ့မင်းသားလေးစမ်းရည်မှုရဲ့ဒီတစ်ခေါက်အမိုက်စားဖက်ရှင်အပေါ်ပရိသတ်တို့ရောဘယ်လိုမြင်လဲတကနေ30အတွင်းဆိုရင်ဘလောက်အမှတ်ပေးခြင်းလဲအောက်ကကွန်မန့်မှာအသေးလေးတွေနဲ့အတူနှမ်းခဲ့ကြအောင်နော်